ဘာမြေပြင်စိတ်လည်းရည်သွဲဝမ်းနေမှုပန်းသွားကောင်းကြမေလူဆိုဒီမှာမနဲ့ဘသူမှမကင်းနိုင်ညံပြင်းချိန်တွေမနှောင်းနေဘူးပေါ့လေရန်မှုတွေကိုတစ်ချိန်နဲ့ပြစ်ခတ်သွားကြမေဘာမြေပြင်မှာတရားလေးထိုးနေမေ